ငွေတော့မလိုက်ကြပါနဲ့ငွေတော့မလိုက်စေချင်တဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့ငွေတော့လိုက်ရင်အချိန်ချင်းမှာကိုယ့်ကိုဒီငွေရပဲအရန်ဒုက္ခပေးလိမ့်မယ်အဲ့တော့ငွေကကိုယ့်ကိုပြန်လိုက်အောင်ကြိုးစားအဲ့ခါကျတော့စီလေကြိုးစားသမျှအားလုံးကြီးရအဆင်ပြေမှာဒီစားတော့ဆိုင်မှာအဓိကအကိုရှင်တန်နေရတဲ့အကြောင်းရင်းကရှင်တန်နေရတဲ့အကြောင်းရင်းစေတနာပဲရွှေပြုံသီးရယ်မုံလာဥရယ်ကန်းသီးရယ်အယောင်ကြည့်လိုက်နော်အခုပြောတဲ့အတိုင်းပဲတရေတွေကလိမ့်လာပြီနော်အခုနာမည်ကကြော်ထိုက်ပါမော်လမြိုင်ကအကူဇာတိရမော်လမြိုင်ရပါနော်ဟုတ်ကဲ့အကူကရန်ကုန်မှာစီးပွားရေးတစ်ခုလုပ်ချင်တဲ့စိတ်နဲ့ပဲရန်ကုန်ရောက်လာတာပေါ့ခက်ခဲတွေကတော့အများကြီးပါအကိုရဲ့အကိုအမေရဲ့ညီလေးရဲ့ညီမလေးရဲ့မိသားစု၄ယောက်ကနေစလုပ်ကြတာပေါ့နော်ဒီလိုဘဘာကတော့အကူတို့ဒီပုံကိုပေါ့နော်ပုံကိုတူပေါ့အကူတို့ကိုးကွယ်တဲ့ပုံကိုတူရဲ့နာမည်ပါပဲအဲ့နာမည်ကိုအစွဲပြုပြီးတော့ပဲဒီဘဘာကဖီရဖြစ်ပေါ်လာတာအကူဘဘာကဖီကိုစပြီးတော့ဖွင့်ခဲ့ရတဲ့အကြောင်းရင်းကိုကငွေနောက်လိုက်ရကစလူတွေကစီးပွားရေးတစ်ခုအတွက်ငွေနောက်လိုက်ကြတာများတယ်များတဲ့ပုံမှာဒီငွေနောက်လိုက်တာကလည်းထောက်တော့ကြီးမဟုတ်နေ့တစ်ချိန်မှာအဲ့ဒီငွေနောက်လိုက်တာကအကူတို့ဒုက္ခပေးတယ်ဒုက္ခပေးတဲ့အပေါ်မှာအကူကဒါတွေကိုတေချာပြန်ဆင်ခြင်ပြီးတော့မှငွေနောက်မလိုက်ပဲနဲ့ငွေကကိုယ့်ကိုပြန်လိုက်ရအောင်နီလန်းနေရှာရင်းနဲ့မှငါအကောင်းဆုံးအစားအသောက်တစ်ခုကိုဖန်တီးပြီးတော့တနေရာမှာထိုင်မယ်ဆိုရင်ငါစီကိုငွေကလိုက်လာမှာပဲဆိုတော့အတွေးနဲ့အခုကဒီလောက်လို့ငွေတော့လက်ခဲ့တာကတော့အရန်ပင်ပန်းပါဒီစားတော့ဆိုင်မှာအဓိကအကူရှင်တန်နေရတဲ့အကြောင်းရင်းကရှင်တန်နေရတဲ့အကြောင်းရင်းစေတနာပဲအကူတို့ငကိုမူရင်းကိုကအကူတို့စေတနာတွေမေတ္တာတွေဖြစ်ဆက်ပြီးတော့မှဒီအလုပ်ကိုစားတော့ဆိုင်လုပ်နေအောင်လုပ်တာဒါကြောင့်မို့လို့လေအကူတို့ဒီနေ့ရက်တည်နေရတာပေါ့နော်ဒီလေသမင်းမလောက်ဘူးကွာသမင်းတဲ့ထက်ပေးဒီလေဟင်းတဲ့လိုချင်တယ်ဒီလေပဲဟင်းတဲ့လိုချင်တယ်အဲ့လိုမျိုးတောင်းတယ်အကူတို့ကသဘောကျတယ်ဝဝလင်စားရမယ်ဒါအဝစားဆိုင်လေအဝစားဆိုင်မှာအကူတို့ကအလှစားရင်စိတ်မကောင်းဖြစ်တော့အဝစားစေချင်တယ်အဝစားပေါ့လိုအပ်တာတွေကိုလိုသလိုတောင်းအကူတို့အဲ့လိုမျိုးကြွေးရတာကိုပြောတယ်ဒါအကူတို့ဆိုင်ရဲ့အောင်မြင်ခြင်းရဲ့ဒါလျှို့ဝှက်ချက်ပဲအစားကောင်းတောက်ကောင်းတစ်ခုကိုစေတနာအပြည့်အဝနဲ့ဖန်တီးတာကဒါသူများနဲ့မတူတဲ့လျှို့ဝှက်ချက်ပဲဒီစေတနာကအကူတို့ဘောတစ်လျှောက်လုံးအတွက်နည်းနည်းဇိုင်းမရှိနေမှာပဲဒါအခုအဖေကအချိန်ချင်းပေးခဲ့တယ်အခုဆိုင်က signature အဲ့ဒီ note လက်ဖိတ်အခုဆိုင်ရဲ့ဒါမူပိုင်ပေါ့နော်မူပိုင်ပေါ့လာရောက်ပြီးတော့တောက်စီရှင်တယ်နှစ်ဖြော်မဟုတ်ဘူးလက်နဲ့ကိုတိုင်းဆွဲပြီးဖြော်ထားတဲ့ handmade note လက်ဖိတ်ပါအဲ့ဒီပုံမှာအကူတို့ကလူမျိုးမလိုက်အပြည့်ထည့်ပေးလိုက်တယ်ဒါသည်အကူဆိုင်ကလက်ဖိတ်ရောက်တောက်ကြည့်ပါအခုဘဘကဖီကနေပြီးတော့ဒီလေးတို့ note လက်ဖိတ်တိုက်ပြီးတဲ့အပြင်ကိုဘဘကဖီရဲ့ချက်ချိုဆက် sweet spicy chicken ပေါ့အဲ့ဒီဟင်းကိုအခုချက်ပြမယ် spicy chicken ကိုစချက်တော့မှာနော်စချက်တဲ့နေရာမှာအခုကတန့်ရှင်းပြီးတော့လက်ဆက်တဲ့ CB ချက်ပေါ့နော်ဟုတ်ပြီစထည့်ပြီနော်သူ့ကိုအရင်ဆုံးပေါင်းလိုက်တယ်သူ့နူးဖို့တော့ကိုအခုလိုအရင်ဆုံးအားတန်တန်နဲ့သူ့နူးဖို့အဓိကအားထားတာပေါ့နော်โอเคဒီအညီနဲ့အတွက်ကိုအကုန်လုံးအခုကမှဂျင်းကျွတ်သွန့်ဖြူဒီအခုရဲ့ဒီဘယ်လိုပြောမလဲမဆလာပစ္စည်းရောနော်မဆလာပစ္စည်းရဲ့အကုန်လုံးကိုသူကအနံ့တက်ဖို့တော့ထည့်လိုက်တယ်နော်ဟုတ်ပြီမျိုးသေးသေးနဲ့သူကထည့်ပြတ်လိုက်တဲ့ခါကျတော့ဒီအဆက်ဓာတ်တွေအကုန်လုံးကပြင်ထွက်လာတယ်နော်ထွက်ပြီးတော့မှသူကချက်သားတဲ့ရောက်မှာရောဒါတွေကိုအခုကမှတေချဘူးအရွက်ရယ်နော်တေချဘူးအခေါက်ရယ်ပို့ထည့်လိုက်ပြီနော်အခုပေါင်းတဲ့နေရာမှာဒီကောင်စားထည့်နော်ပေါင်းတဲ့နေရာစားထည့်အဲ့တော့မှသူကဒီ black ကိုရောက်မှာအဲ့တော့မှဒီ spicy နဲ့ဒီ black spicy သူ့ရဲ့အရသာ sweet တစ်ခါလာမှာလေဟိုကောင်စနေမောင်းနေထည့်မှာနော်အချုံမုတ်အစားကိုခန်းလက်ခဲသုံးတယ်ဟုတ်နော်ခန်းလက်ခဲသုံးတယ်ခန်းလက်ခဲဟို9ခဲ6ခဲလောက်ထည့်လိုက်တယ်သူကဖြည်းဖြည်းလိမ့်လာတယ်သူကဒီအရည်တွေအကုန်လုံးအထဲကိုစိတ်ဝင်မယ်နော်စိတ်ဝင်မယ်โอเคဟုတ်တယ်ညီလေး ABC ကအခုခဏအကိုပြောတဲ့ black spicy chicken ဆိုတော့ဒီ spicy အနက်ရောင်ပေါ့အခုခက်ကလာအခေါ်ဝေါ်လေးတဲ့ spicy အနက်ရောင်
ဒီ spicy အနက်ရောင်ကိုကိုကဒီဘာဘာကဖီကနေဘာဘာချီတီတမီမိသားစုကနေပြီးတော့အကောင်းဆုံးချက်ထားတယ်ဒါတွေအားလုံးကိုအဓိက ABC ပဲကဲဖွင့်လိုက်ပြီဗျာဟိုကဖြည်းဖြည်းလိမ့်လာတယ်သူကဒီအရည်တွေအကုန်လုံးအထဲကိုစိတ်ဝင်မှာနော်ဒါကိုပြောင်းလိုက်မယ်နော်ကြည့်ချက်မနော်ကျတော့နေလေးလေးစိတ်ရနော်ထည့်မနော်ဟုတ်ပြီစမုံမျိုး၅ပါးပေါ့နော်စမုံမျိုး၅ပါးကိုထည့်ပြီအဲ့တော့မဂျင်းစပလင်နော်ထည့်နော်ဒါရေတစ်ခွက်ဆောင်လာပေးပါအခုရေလေးနဲ့ထည့်ပါနော်နော်အစိုက်ထည့်နော် ABC နဲ့ပေါင်းရချက်ကိုအခုထည့်ပြီအိုင်အိုဒင်းတက်ဖြစ်လာတဲ့စားပါနော်အိုင်အိုဒင်းစားအဲ့တော့ spicy chicken ပေါ့ spicy chicken ချက်ရတဲ့အစင်းစင်းဒီနေ့မပြီးသွားပြီနော်ဒီနော်ဘဝကပီးမှာဥစွာပထမဟိုကချစ်တီတမင်းကိုတက်တက်လို့နဲ့စားတာပေါ့နော်တက်တက်လို့ချစ်တီတမင်းအစုံအဲ့ဒီကနေမှစိတ်သားဟင်းစိတ်ကောင်းသားစိတ်ကလေးစားမမချက်သားဟင်းတခါအကလို့စီကနေပြီးတော့ချက်ပြုတ်ထားတဲ့ချက်ချင်းနိုင်ရမယ်စိတ်အုံနောက်စိတ်ကောင်းသားစိတ်ဖိုက်တင်မောငါးဟင်းငရံကောင်းအဲ့ဒါတွေအစုံရတယ်နောက်မှလိုက်တဲ့ဒီပဲဟင်းတို့ဒီပချက်တီလို့ခေါ်တဲ့ကျွန်တော်တို့ဒီခင်းကျင်ဒီပဲချင်းတက်တို့ဒါတွေအကုန်လုံးကအဝလူတလောက်တောင်းလို့ရတယ်အကုန်လုံးမိသားစုမောင်နှမတွေစူးစမ်းပြီးတော့ထုတ်လုပ်လိုက်တဲ့အစားအသောက်တစ်ခုအတွက်ကောင်းတယ်လို့ပြောတော့အကုန်လုံးကပြည့်စုံတယ်လေအကုန်လုံးတွေ့ကြတော့အရင်ပြည့်စုံတယ်အကုန်လုံးလိုအပ်တာပဲလေမနက်မိုးလင်းရင်အကုန်လက်ဖက်ရည်နဲ့အကိုဆိုင်ကအဆက်တိုင်းအရသာရှိတယ်ဘာဘာနိုးလက်ဖက်ရည်နဲ့အတူဒီတိုရှေကိုစားတာအကိုရမ်းသဘောကျတယ်ဘာဘာကဖီကိုအများနဲ့အားပေးနေတဲ့စားသုံးသူပြည်သက်များအပေါင်းတို့ကိုကျွန်တော်ဒီကနေကျေးဇူးအထူးတင်ရှိပါတဲ့အကြောင်းပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ customer မျိုးတွေမရှိခဲ့ဘူးဆိုရင်ကျွန်တော်မိသားစုနေ့ရက်တရာခတ်မှာပါ။အဲ့တော့ဒီ customer တွေအတွက်အများနဲ့အဆင်ပြေလို့တော့အကောင်းဆုံးကျွန်တော်စူးစမ်းပြီးတော့ဖန်တီးပေးနေပါတယ်လို့ပြောချင်ပါတယ်